ဟိုတငယ်ချင်းတို့ရေတတိပေးထားတဲ့တာဝန်ဆက်ပြင်ပြီးတော့ဂျန်တဲ့အလုပ်တွေဆင်ပြီးလုပ်ပြရမယ်တဲ့ဟုတ်ကဲ့ပါကျွန်တော်အခုအလုပ်ဆက်ပြင်ပြီးတော့ဂျန်တဲ့အလုပ်ကိုလာဆင်နေပါတယ်ခင်ဗျတငယ်ချင်းတို့ကြည့်ကြပါဦးကျွန်တော်ဆင်ပေးတဲ့အရာကဟုတ်လားမဟုတ်လားတော့မသိဘူးเนาะဒါပေမဲ့ကူကဒီလောက်နဲ့ပဲပညာရှိတယ်ဒီလောက်နဲ့ပဲလုပ်တတ်တယ်โอเคကြည့်ကြပါဦးပြီးတဲ့ခါဘယ်လိုမျိုးပုံစံလာမယ်ဆိုတာကြည့်ကြပါဦးဟုတ်ကဲ့ပါကျွန်တော်ပဲအမသားတို့ကျွန်တော်ပဲလောက်ယူတယ်ဟုတ်တယ်အပေါက်လေးဖောင်းနေပါတယ်ခင်ဗျာဟုတ်ပြီအပေါက်လေးဖောက်ပြီဟုတ်ကဲ့โอเคကြပါဦးတပေါက်ပြီးတပေါက်ဖောက်ပေးရတယ်။တိုင်ရုံကလာတဲ့ပုံစံလိုမျိုးကျွန်တော်ဖောက်ပေးရမယ်ခင်ဗျာ။ဟုတ်ပြီဖြည့်သွားပြီခင်ဗျာ။ကြည့်ကြပါဦးလက်ရည်ကကြည့်လို့ကောင်းလား။ကြိုက်ရင်ပြောတော့ဟုတ်ပြီတမျိုးပြန်ဖောက်အောင်မယ်ဒီပေါက်သေးလေးဖောက်မယ်ခင်ဗျโอเคပြီးရတော့မယ်ဟုတ်ပြီပေါက်သေးလေးဖောက်နေတယ်ဟုတ်ပြီဖောက်ပြီးတော့ကျွန်တော်တို့ဝက်လေနဲ့ပြန်တူးလိုက်ရတယ်ခင်ဗျโอเคဝက်လေနဲ့တူးတယ်တစ်ချောင်းပြီးတစ်ချောင်းတူးတယ်သူချီတော့ပေါ့နော်သူချီတော့လေးဆင်ပေးရမယ်โอเคဆင်ပြီးနှစ်ချောင်းပြီးသွားပြီသုံးချောင်းမြောက်ဆင်ပြီးတယ်ဝက်လေနဲ့တူးတယ်လေးချောင်းမြောက်ဝယ်လေနဲ့တူးတယ်โอเคအပေါ်မှာပြန်ထားပြီးတယ်နောက်တော့ဝယ်လေနဲ့ပြန်တူးမယ်ဒါတော့အပေါ်အောက်တော့သူကအဖုံအပေါ်